အမေရိကန်ပညာရေးနဲ့ပတ်သက်ပြီးတော့မေးတဲ့သူတွေရှိတယ်ပေါ့နော်အဲ့တော့ဒီနေ့လက်ရှိသမ္မတဒေါ်နယ်ထရန့်ထုတ်လိုက်တဲ့အမိန့်တွေပေါ်မူတည်ပြီးတော့ပညာရေးဌာနဟာဖြတ်ပြလို့ရလားဘာကြောင့်ဒါမျိုးလုပ်တာလဲပေါ့နော်ပြောရမယ်ဆိုရင်တော့ပညာရေးဌာနတို့ဘာလို့ဖြတ်ဖို့ဆိုတာကဒါက1980ဂျမကာတာမှာလက်ထက်မှာလုပ်ခဲ့တာလေအဲ့တော့ဒီရဲ့သဘောတူညီမှုမှာ Congress နဲ့ Senate ဆုံးဖြတ်ချက်ပါမှာဒါကဖြတ်လို့ရတာဟုတ်နော်ကျွန်တော်ထင်ပါတယ်ဒါကဒေါ်နယ်ထရန့်ကဒီ bureaucracy တွေကို short ချတာပေါ့နော် office တွေကိုအင်အား short ချတာပေါ့အဲ့လောက်ပဲလုပ်တဲ့ရွေးချက်ဖြစ်မယ်နော်အဲ့တော့ဗျာဒီဟာတွေဘာကြောင့်လုပ်တာလဲမပြောခင်မှာအမေရိကန်ပညာရေးနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်ခင်ဗျားကျောင်းတက်တယ်ဆိုရင်နော်အဲ့ဒါကကျောင်း grant တို့ scholarship တို့နဲ့ပတ်သက်ပြီးတော့loan တို့နဲ့ပတ်သက်ပြီးတော့၃မျိုးရတာပေါ့နော်၃မျိုးဆိုတာဘာလဲဆိုတော့ပထမနှစ်ခုက grant တွေပေါ့ grant ဆိုတာခင်ဗျားပြန်ပြီးတော့အကျွေးဆက်စရာမလိုဘူးပေးစရာမလိုဘူးနော်အဲ့ဒါကဘာလဲဆိုတော့ဒီပထမတစ်ခုက Federal အစိုးရနဲ့ပတ်သက်တယ် Federal အစိုးရကြတော့ခမည်းဝင်ငွေဘယ်လောက်ရှိလဲဝင်ငွေပေါ်မှာမူတည်ပြီးတော့ခမည်းကိုထောက်ပံ့တာပေါ့နော်အဲ့တော့ကျွန်တော်တို့စရောက်ခါစားတုန်းကဆိုရင် New York State မှာစရောက်ခါစားတုန်းကဆိုရင်ကောင်းတယ်ဘာလုံးမှလည်းမရှိတော့ဝင်ငွေကို0ပြလိုက်တော့အဲ့တော့0ပြလိုက်တော့သူတို့ပေးနိုင်တယ်တော့ full ပေါ့နော်အကုန်ပေးတယ်ဟုတ်လားဒါကFederal နဲ့ပတ်သက်ရင်ခမည်းရဲ့ဝင်ငွေပေါ်မှာကြည့်ပြီးတော့ရတဲ့ဟာပေါ့နော်အဲ့တော့ဒုတိယတစ်ခုကကြတော့ဒီ state ကရတဲ့ဟာပေါ့ဒါကို tap over လို့ခေါ်တယ်tuition assistant ပေါ့နော်အဲ့တော့ခင်ဗျား New York State မှာနေတယ် New York State ရဲ့ residency တစ်နှစ်ဖြစ်ရမယ်နောက်တစ်ခုကဥမာခင်ဗျား Ithaca မြို့မှာနေတယ်ဆိုရင်6လပေါ့နော်ဒီမြို့မှာ6လနေတဲ့ဟာဖြစ်ရမယ်ဒါဆိုရင်ခင်ဗျားကိုကျောင်းကနေပြီးတော့ tuition assistant ပေးတယ်ပေါ့နော်အဲ့တော့ tuition လာကပေးတာပေါ့အဲ့တော့ tuition လာကပေးတယ်ဟာလာနောက်တစ်ခါဝင်ငွေပုံမှာကြည့်ပြီးတော့ခင်ဗျားကို Federal ထောက်ပံ့တယ်ဒါဖြစ်ရင်ဒါမှမလောက်ဘူးဆိုရင်ခင်ဗျားဘာလုပ်လို့ရလဲနော်လုံးလို့ခေါ်တဲ့ဟာလုံးချီလို့ရတာပေါ့နော်အဲ့တော့ဒီနေ့ဖြစ်နေတဲ့ပြဿနာကဘာလဲဆိုတော့ကျွန်တော်တို့ကဆိုလဲခင်ဗျားအလုံးမလုပ်ချင်ဘူးဆိုရင်လုံးချီတယ်မလားလုံးချီရဆိုဘန်းနေနဲ့ကိုဘန်းကိုယူရတယ်ဗျဘယ်ဘန်းကချီမယ်ပေါ့နော်အဲ့တော့ဒီနေ့ဖြစ်နေတဲ့ပြဿနာကဒီပညာရေးနဲ့ပတ်သက်ပြီးတော့ student loan တွေပေါ့နော် student loan တွေက40%ကျော်ပြန်မပေးနိုင်ကြဘူးကျောင်းသားတွေပတ်စံချီကြတယ်ဘွဲလာရသွားကြတယ်အလုပ်တွေကမရကြတဲ့ဟာတွေလည်းအများကြီးပဲเนาะခုနကပြော social science ယူဟာတွေကမရတာတွေအများကြီးပဲအဲ့တော့ကျောင်းသားတွေကအလုပ်မရှိရင်ပြန်မပေးနိုင်တော့ default contract ဖြစ်တာပေါ့เนาะဆိုတော့အဲ့တော့ American ပညာရေးဌာနကပြောခဲ့သလိုပဲ 1.7 trillion လောက်အကျိုးတင်နေတယ်เนาะ New York State ကျွန်တော်တို့တခုထဲမှာဆိုရင်ဘီလီယံပေါင်း180အကျိုးတင်တယ်ဟိုတနေ့ကဒေါ်နယ်ထရန့်ထုတ်တဲ့အမိန့်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရက်ွက်တွေကကျောင်းလေးတွေမှာเนาะဆွေးနွေးကြတဲ့အခါမှာဆိုသူတို့ဒီ state ပေါ့เนาะအစိုးရကိုသူတို့တော်တော်ဒေါသထွက်တယ်ဘာလို့လဲဆိုတော့ဘာမှမဟုတ်တဲ့ဒီ district အဲ့ဒါအသေးလေးမှာတော့မှ12 million ပေါ့เนาะ12တန်းလောက်အကျိုးတင်တယ်ဒါတွေဘာဖြစ်လို့အကျိုးတင်ရတာလဲတကယ်ကြတော့လူတန်းစားတွေအလုပ်လုပ်ကြတယ်ဟာလာ Federal လည်းတော့ထောက်ပံ့ကြီးမရဘူးเนาะ tuition fee လောက်ဘာညာသာရတယ်လေကျန်တဲ့သူတွေကရကြတယ်ဟုတ်လားရကြတယ်ဆိုတာတချို့ပြည်နယ်တွေမှာဥပမာ liberal democratic ပြည်နယ်တွေမှာဆိုရင်ခင်ဗျားဟာရွှေပြောင်းလို့သမားဖြစ်လဲခင်ဗျားထောက်ပံ့ကြီးတွေရတယ်စေကူတာခွင့်တွေရတယ်ဒီလိုမျိုးပြဿနာတွေကလည်းရှိကြတာဟုတ်နော်ဒီဘက်ကတွက်ကြည့်တော့လဲတရားမဝင်နေတဲ့သူရွှေပြောင်းလို့သမားတွေလည်းကောင်းပါတယ်ရတာဒီဘက်ကဒီလူလက်တန်းသားတွေဘာညာတွက်ကြည့်တော့ကြောင့်ငါတို့မှကြာအလုပ်တွေလုပ်လိုက်ရတာဟာလာဖယ်ဒရယ်ကကြတော့ဘာမှမရဘူးအင်ကန်ပေါ်မှာကြည့်ပြီးတော့เนาะအဲ့တော့အလုပ်လုပ်တဲ့သူတွေကမရဘဲနဲ့အလုပ်မလုပ်တဲ့သူတွေကရတယ်ပေါ့ဒါဒီပြဿနာတွေကတော့ရှိနေပါပဲပေါ့เนาะအဲ့တော့ပြောချင်တာကဘာဖြစ်လဲဆိုတော့ဒီ student loan default ပေါ့เนาะအကျွေးပြန်မပေးနိုင်တဲ့ဟာတွေကလည်းအများကြီးပဲအဲ့တော့American ဆိုတိုင်းလည်းအထင်မကြီးနဲ့ဗျာเนาะ American ကဘွဲရလို့အလုပ်ရမယ်ဆိုတာလည်းမဟုတ်ဘူးသူ့ဘာသူအလုပ်ကောင်းတဲ့ဘွဲတွေယူမှပဲခင်ဗျအလုပ်သိကြတာလေကျန်တာကဘွဲရတာရှိရပဲမြန်မာပြည်လိုပဲเนาะနောက်ဘာလို့ဆိုတော့ဒီမှာဘွဲရပညာတတ်တွေကလည်းအများကြီးရှိတာအဲ့တော့ဗျာပြောချင်တာကဒီနေ့ပညာရေးဌာနတို့ဘာလို့ဆိုတာဖြတ်ဖို့ဆိုတာမဖြစ်နိုင်ပါဘူးမဖြစ်ဘူးခုနပြောတဲ့
တစ်ဖက်ကဒေါ်နယ်ထရန့်ကိုတိုက်ခိုက်နေတဲ့သူတွေကပြောကြရတယ်လေတွေ့လားမင်းတို့သူ့ကိုယူလိုက်တဲ့အတွက်နောင်တရကြတော့မယ်အဲ့ဒါ low income ဝင်ငွေနေတဲ့သူတွေအတွက်လောက်ထားတဲ့ background တွေဘာတွေလဲရမှာမဟုတ်တော့ဘူး no မဟုတ်ဘူးခင်ဗျာဘယ်ပြည်နယ်မှာမဆို democratic ပဲဖြစ်ဖြစ် republican မှာပဲဖြစ်ဖြစ်နော်ပတ်စာမရှိလို့စင်ရိုက်လို့ကြောင်းမတက်ရဘူးဆိုတာမဖြစ်စေရဘူးအားလုံးကသူ့ပြည်နယ်နဲ့သူဟာနော်ကြောင်းတက်လို့ရအောင်မိဘတွေအတွက်စီစဉ်ပေးထားတယ်အဲ့လိုမှစီစဉ်မပေးနိုင်ရင်ခင်ဗျအမတ်တွေပါလေဆိုတာရွေးကောက်ပွဲကပြုတ်မှာပေါ့ရွေးကောက်ပွဲအနိုင်ရဖို့အောက်လွတ်တော်ပဲဖြစ်ဖြစ်အထက်လွတ်တော်ပဲဖြစ်ဖြစ်ဒါတွေကိုဒီလုပ်ရတဲ့အခါမှာပြည်သူလူထုကိုပညာရေးနဲ့ပတ်သက်ပြီးတော့ဂရီပေးရတယ်လေအခြေခံလူတန်းစားတွေအတွက်ဂရီပေးရတယ်ဒါကြောင့်မလို့ public school system တွေအတွက်ကနော်အစိုးရကျောင်းတွေအတွက်ကရတဲ့လောက်ရနေပါပဲဒါပြင်ဒီပြဿနာဟာဘာဖြစ်လို့ပေါ်လဲဆိုတော့အထူးသဖြင့် liberal state တွေပေါ့ဗျာနော် democratic state တွေပေါ့ blue state လို့ခေါ်တာပေါ့ဒီဟာတွေမှာသူကလိုအပ်တဲ့ပမာဏ ration တွေကြော်ပြီးတော့ပတ်စံတွေသုံးတယ် grant တွေကရကြတယ်လေလူတွေကလည်းအများများတာဟုတ်ပဲလေအဲ့တော့ကျွန်တော်ချက်မှာလေဒေါ်နယ်ထရန့်လုပ်တဲ့နေကသူကဘာလုပ်လဲဆို liberal blue state နဲ့ပတ်သက်တဲ့ရပိုင်ခွင့် base တွေကိုသူတစ်ခုပြီးတစ်ခုလိုက်ပြီးတော့ဖြတ်တာပေါ့နော်ဘာလို့ဆိုတော့ဒီဟာတွေကပညာရေးတွေသာမကဘူးနေရာအနှံ့ပြမှာဘာဖြစ်လဲဆိုတော့ဒီအသုံးစိတ်တွေဟာဒီ Republican တို့ Donald Trump ကိုစန့်ကျင်တဲ့လှုပ်ရှားမှုအင်အားစုတွေဖြစ်နေရလေ environmental နဲ့ပတ်သက်တာပဲကြည့်ကြည့်ခုနကပြောတဲ့ Black Lives Matter တွေပါပဲကြည့်ကြည့်ဒီဟာတွေမှာပတ်စံတွေပို့ပြီးမဝင်အောင်သူလိုက်ဖြတ်တယ်တော့ပဲပညာရေးတို့ Medicaid တို့ food stamp တို့ဆိုတာကအတူတူပါပဲ Democrat တွေမြင်တဲ့အမြင်နဲ့ Republican တွေမြင်တဲ့အမြင်ကမတူကြဘူးပေါ့နော် Northern State နဲ့Southern State တွေရဲ့ယူဆတွေ Midwest ကပြည်နယ်တွေပေါ့နော်ဒါတွေကတယောက်နဲ့တယောက်မတူကြဘူးအဲ့တော့ဗျာအဓိကဘာကိုပြောချင်လဲဆိုတော့တကယ်လို့ဟလာပညာရေးဒီ education department ကနေပြီးတော့ဘိုးချုပ်ကင်မှုတွေရှော့လိုက်မယ်ရှော့လိုက်ပြီးတော့ပြည်နယ်တွေကိုလုတ်ကင်ခွင့်ပြန်ပေးလိုက်မယ်ဆိုပါစို့ဥပမာဟလာ Florida ဘာဖြစ်ဖြစ် New York မှာပဲဖြစ်ဖြစ်လုတ်လိုက်ရင်အဲ့တော့ state ကဘာလုပ်ရမလဲဆိုတော့ဗျာကိုပြည်နယ်မှာလူအများကြီးရှိတယ်ဒီဟာနဲ့ပတ်သက်ပြီး student loan တွေကျန်တာတွေကိုပါကိုစုံဖြတ်ကိုပါကိုရှာကြံပေါ့ဗျာဟုတ်တယ်မဒီ Federal ကနေပြီးတော့ဒါတွေကိုအုံနောက်6ဆရာမရှိတော့ဘူးဒါကလည်းအစွန်းဆုံးထိလုံမှာပါเนาะဒီလိုလုပ်ဖို့ဆိုတာလေခုနပြောတဲ့ Congress တို့ Senate တို့ရဲ့သဘောတူခွင့်ပြုချက်တွေလည်းတိုင်းမရအောင်ပါဖြည့်ဆည်းဖို့ဆိုတာလေเนาะကျွန်တော်ထင်ပါတယ်ဒီဟာကို department ကိုဖြတ်တာတဲ့ဘာလုပ်မလဲဆိုတော့ management ပေါ့เนาะလုံနည်းကိုင်တွေပြောင်းပါပါเนาะဒုတိယတစ်ချက်ကကြတော့ဘာလဲဆိုတော့ဒီစာသင်ကြားမှုနီးဗျူဟာတွေပေါ့အကုန်လုံးလုပ်တဲ့ဟာ American တွေကသင်္ချာနဲ့ reading skill မှာတဖြည်းဖြည်းညံ့လာတယ်ဆိုတာလည်းအကြောင်းပြချက်နဲ့เนาะပြန်ပြီးတော့ကျောင်းသားနဲ့မိဘကိုပြန်ပြီးတော့အင်အားကောင်းလုပ်တာပေါ့ management level မှာအင်အားကောင်းလာအောင်ကိုယ့်ရဲ့ရွေးချယ်မှုပိုအားကောင်းလာအောင်ဘာဖြစ်လို့လဲဆိုတော့ဒါတွေကတော်တော်များများထုတ်ပြောတာကြတယ်ဥပမာပြ liberal state တွေဟာ12နှစ်ရွယ်ကလေးတွေကစဟာလားကိုကယောက်ျားဖြစ်ချင်မှဖြစ်မယ်မိန်းမဖြစ်ချင်မှဖြစ်မယ်မင်းဟာ gay lesbian လည်းဖြစ်နိုင်တယ်ဘာညာဆိုတဲ့ဒီအရွယ်ကောင်းကောင်းမရောက်သေးတဲ့ဟာတွေကိုခုနပြောတဲ့ဒီလိင်ကိစ္စတွေမဆိုင်တဲ့ကိစ္စတွေမှာပို့ပြီးတော့စောင်းပြီးပြောလာတဲ့အတွက်conservative တွေရဲ့အမြင်မှာじゃဒီဘာသာတရား Korean ဘာသာတရားနဲ့နှိစက်တဲ့သူတွေကြတော့ဒါတွေဟာလမ်းမကိုလူငယ်တွေကိုအတွေးခေါ်ရလမ်းမအောင်ရောက်နေတယ်ဒါကြောင့်မလို့အရွယ်မရောက်သေးတဲ့သူတွေမှာမိဘတွေရောဝိုင်းပြီးတော့ဆုံးဖြတ်ခွင့်ကိုပေးရမယ်။ဘာလို့လဲဆိုတော့တချို့ဒီ liberal state တွေကဘာပြောလဲဆိုတော့ဥပမာဗျာခင်ဗျာယောက်ျားလေးကနေမိန်းကလေးပြောင်းနေတယ်လိင်အသွင်ပြောင်းနေတာအစားလုပ်မယ်ဆိုရင်12နှစ်ကြော်လာရင်မိဘတွေတိုင်ပင်စရာမလိုဘူးဆိုတော့ဒီလိုမျိုးအတွေးခေါ်တွေတွင်းကြတာကျွန်တော်တို့ခေတ်စကားရပြောမယ်ဆို line သွင်းကြလေအဲ့တော့ဒီလို line သွင်းနေမှုတွေကိုလက်မခံကြဘူးရှုံချနေကြတယ်ဟလာ Republican state တွေ conservative ပြည်နယ်တွေကအများကြီးဒါကိုကျွန်တော်ထင်ပါတယ်တဖြည်းဖြည်းနဲ့ပြန်ပြီး empowerment ချုပ်ကြတာပေါ့နော်ပြည်နယ်အခွင့်အရေးမှာပြည်နယ်ရဲ့ဆုံးဖြတ်ပိုင်ခွင့်ကို management ကိုပို့ပြီးတော့ပေးတဲ့သဘောပေါ့နော်ဒီလိုအဆင့်ကိုသွားခြင်းလို့လုပ်ပုံရပါတယ်နော်ဒါသူတို့ရဲ့ကြီးမှန်းချက်ပေါ့နော်
ပြောချင်တာကဗျာဘယ်ဟာမှာပဲဖြစ်ဖြစ်ဟလာရည်ရွယ်ချက်တွေဒီဘက်လိုက်မှုတွေရှိပါတယ်ဥမာကာတာလက်ထက်တုန်းကလည်းဒီမိုကရက်တစ်နဲ့သူကဒီမိုကရက်တစ်ခေါင်းဆောင်ဖြစ်တဲ့အတွက်ဒီမိုကရက်တစ်နဲ့ပတ်သက်တဲ့ပြည်နယ်တွေကပို့ပြီးတော့ငွေသုံးစွဲမှုဘာညာတွေမှာအခွင့်အရေးပို့ရမယ်ဒါလည်းမှန်တယ်လေနော်ဒါကြောင့်မလို့လဲကာတာပြီးရိုနယ်ရီဂန်တို့ဘာလို့လက်ထက်တွေကဒီဟာကိုဖျက်ပစ်ဖို့ပြောတာနော်အဲ့တော့ကျွန်တော်ပြောတာဒီဟာလားပညာရေးဌာနဆိုတာကအမေရိကန်ပြည်ထောင်စုစတယ်တွေကပါလာတဲ့ဟာကြီးမဟုတ်ဘူး။နှစ်ပေါင်းရာချီပြီးတဲ့အချိန်1980ကာတာလက်ထက်ကြမှာပေါ်လာတဲ့ဟာပေါ့နော်။အဲ့တော့ Republican တွေလက်ထက်ကြတော့သူနောက်သမ္မတ Ronald Reagan ကြတော့ပြန်ဖြတ်တာပေါ့နော်။ပြန်ဖြတ်ဖို့ကြိုးစားတယ်။ဒါပေမဲ့ပြဿနာကဒါကြီးကိုဖြတ်ဖို့ဆိုတာCongress ရောနော် Senate မှာ majority 60%ကျော်မှရမှာလေ။အခုလောလောဆယ် Republican ကရစရာအကြောင်းမရှိ50ကျော်ပဲရှိတာဟုတ်။အဲ့တော့60ပြည်ဘူးဆိုတာ Democratic ကမဲတွေကလည်းရမှာဖြစ်မှာဟုတ်နော်အဲ့တော့နောက်ဆုံးချုပ်ပြရရင်ဟာလားအမေရိကန်ပညာရေးရဗျခင်ဗျားတို့ပြောသလိုလုံးဝ democracy လို့ဘာလို့ဆိုတာမဟုတ်ဘူးနော်ဥပမာဆိုရင် Florida မှာဆိုရင် Republican state တွေမှာ New York တို့ California တို့ဘက်ကပြာရန်စာအုပ်တွေကိုပြာရန်ဝင်မပေးတဲ့ဟာရှိတယ်ဥပမာဒီလိမ်မှုဆိုင်ရာဟာမျိုးအယူဆတွေပေါ့ဗျာနောက်က Christian ဘာသာရတုံ့ပြန်ဆုံးမမှုကိုထိခိုက်တယ်လို့အယူဆရှိတဲ့ဟာဆိုအဲ့လိုစာအုပ်တွေကိုပိတ်တာကျောင်းနေမကဘူးအပြင်မှာအစဖတ်လို့မရတဲ့စာအုပ်တွေရှိတယ်နော်သူ့ပြည်နယ်နဲ့သူလူအဖွဲ့အစည်းကိုထိခိုက်လာမယ်လို့ထင်ရင်တတ်ပိတ်ပင်တာတွေရှိနေသေးတာဒါက liberal state နဲ့ conservative state တွေမတူညီတဲ့အချက်တွေပေါ့နော်အဲ့တော့ဒီလိုအတွေးခေါ်တွေကျောင်းတွေရဲ့ management တွေပညာသင်ကြားမှုကိုပြန်ချုပ်ချင်လို့ကျွန်တော်ထင်ပါတယ် education department ကို downside လုပ်တဲ့သဘောလောက်ပဲဖြစ်မှာပါเนาะအဲ့တော့ခုနပြောသလိုparent တွေမရတော့ဘူးလို့เนาะပြည်နယ်ပေးတဲ့ဟာတွေမရတော့ဘူးမဟုတ်ပါဘူးအဲ့ဒါတွေကเนาะအဲ့ဒါတွေကလည်းဒီနေ့ပဲအိမ်ပြီးတော့စပြောပြီးအဲ့ဒါတွေမဖြတ်ဘူးဆက်ရှိနေမယ်အဲ့ဒါမတမ်းမစွမ်းတွေအတွက်ရန်ပုံငွေလောက်ထားတဲ့ဟာတွေနောက်တစ်ခုကအဲ့ဒါ student loan တွေပေါ့เนาะဒီ system တွေကဆက်ရှိမယ်အရင်တိုင်းဖြစ်ချင်မှဖြစ်မယ် different agency ပေါ့ different management ပေါ့เนาะအဲ့ဒါကိုလွှဲပေးလိုက်တာလေဖြစ်ကောင်းဖြစ်မှာပေါ့နော်အဲ့တော့အမေရိကန်မှာကြောင်းတက်မဲ့ကိစ္စတွေဘာမှပူစရာမလိုဘူးခုနပြောတဲ့အခွင့်အရေးသုံးခုရှိတယ်ဟာလားခင်ဗျာ Federal လည်းရမယ် State ကလည်းရမယ်အလုံးမလုံးချင်ဘူးလားဟာလားဆိုရင်ခင်ဗျာ student loan ချီလို့ရတယ်နော်အဲ့တော့၄နှစ်သင်ကျောင်းတွေမှာခင်ဗျာအနည်းဆုံး Federal background တို့ tap over ပေါ့နော် State ကပေးတဲ့ဟာတွေအကုန်လုံးဟာခင်ဗျားတို့အနည်းဆုံး10ချိန်လောက်ရပါတယ်9နှစ်စာပေါ့နော်4နှစ်တည်းမဲ့ဟာကို9နှစ်စာအနည်းဆုံးရပါတယ်အဲ့အတွက်မပူပါနဲ့နော်အမေရိကန်ပညာရေးက management ပြောင်းတာအတွက်လို့ဆက်ပြီးတော့ကြီးထွားနေပါဦးမယ် okay